အားလုံးပဲမင်္ဂလာပါဆက်ဆက်ဆိုတာငွေကြေးရရှိခြင်းလား popular ဖြစ်ခြင်းလားကျမရဲ့မိတ်ဆွေတွေစဉ်းစားကြည့်ပါရှင်ကျမရဲ့ digital business ကရရှိနေတဲ့အောင်မြင်မှုအကျိုးအမြတ်လေးတွေကိုပြပြချင်ပါတယ်ကျမတို့ရဲ့ digital business က well structured automated system လို့ခေါ်တဲ့ system ကောင်းနဲ့တည်ဆောက်ထားရဆိုတဲ့အတွက်ကြောင့်ကျမတို့လုပ်ငန်းတွေကိုလုပ်ကိုင်တဲ့အခါ flexible ရှိစွာနဲ့ကိုယ့်ရဲ့ own area မှာလုပ်ကိုင်နိုင်တာဖြစ်တဲ့ work life balance မျှတစွာနဲ့ flexible ရှိလုပ်ကိုင်နိုင်တဲ့စီးပွားရေးမျိုးစားဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင်တော့ကျမတို့ရဲ့ digital business မှာ step by step video based training လေးတွေရှိပါတယ်ဒီလို video based training လေးရနေတစ်ဆင့်လုပ်ငန်းကိုလေ့လာလုပ်ကိုင်မှုအတွက်ခွင့်ရေးတွေတိုးတက်ဖို့တွေကိုကိုယ်စူးစမ်းအထောက်နိုင်တာဖြစ်တယ်ဒါကြောင့်မလို့လုပ်ငန်းကနေတီးပွင့်နေဖြစ်တဲ့ကျမဆိုလို့ရှိရင်မိသားစုရဲ့ quality time ကိုပြည့်ဝရရှိနေတာဖြစ်တယ်ဒီလိုမျိုးမိသားစုနဲ့ပျော်ရွှင်တဲ့အခြေအနေကိုဖျက်ဆီးရင်ကျိုးမြတ်တွေရရှိနေတာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ဆိုရင်ကျမတို့မှာ global supportive community ရှိပါတယ်။ဒီလိုနှွေးထွေးတဲ့ community ကလည်းကျမတို့တမိုးဖြတ်လို့မရတဲ့ဆက်ဆက်လို့ပြောလို့ရပါတယ်။နောက်တစ်ချက်အနေနဲ့ဆိုရင်ကျမတို့ကကိုယ့်ရဲ့ personal development တွေ technical skill တွေတိုးတက်ဖို့အတွက်အမြဲတမ်းသင်ယူလေ့လာနေရတဲ့ mastermind ဆိုတာလည်းရှိပါတယ်။ဒီလိုသင်ယူလေ့လာခြင်းနဲ့ပဲတိုးတက်အောင်လုပ်ကိုင်နေရတာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့တော့ income ပေါ့ရှင် unlimited income ရရှိနိုင်တဲ့အခွင့်အလမ်းလေးဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ရဲ့ digital business မှာ 100% legitimate ဖြစ်တဲ့ one time investment နဲ့လုပ်ကိုင်လို့ရတဲ့ digital business ကိုလေ့လာကြည့်ပါလို့ဖိတ်ခေါ်ခြင်းနဲ့ကျမရဲ့ page မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။